ဗျာဒီပရင်နာလေးကကြတော့နန်းနန်းမဆိုင် dress ရောဘာကိုထုတ်လို့ရတဲ့ပရင်နာလေးပေါ့နော်ဒီကျွန်တော်ဒီတစ်ခါမှတော့ဒီ label ဒီပရင်နာလေးကို label ထုတ်ပုံလေးကိုအသေးစိတ်လေးရှင်းပြပေးပါမယ်ဒီကောင်လေးကိုညာဘက်မှာရှိရတဲ့ခလုတ်လေးကိုဒီအောက်ကိုဖိလိုက်အဖုံးလေးကပွင့်သွားတယ်ပေါ့နော်ဒါလေးကကြသူ့ရဲ့မောင်းတန်လေးပေါ့ဒီပဲသင်းကြီးတဲ့တန်လေးပေါ့နော်ဒီတရားလေးညာဘက်လေးကိုဘက်လေးရွှေ့လိုက်ပြီးပါတယ်ပေါ့နော်ဒီပဲစက်ကူလေးပေါ့နော်ကျွန်တော်ပြလေးတရားလေးဆင်းနေပြီလားအနည်းဆုံးလေးပဲစက်ကူလေးကျွန်တော်ပြထားတယ်ပါတော့ပုံလေးထည့်နေပေါ့နော်ကျွန်တော်ပြထားတဲ့လိုမျိုးလေးထိန်းကြီးလေးကိုဒီလိုတက်လိုက်နေပေါ့ပြီးရင်တရားလေးကိုလော့ဒီကိုအပေါ်လေးကိုတွန်းလိုက်လေလော့ကြပါပြီပေါ့နော်မရွေးတော့ဘူးပေါ့နော်ပြီးတရားလေးကိုပါတော့ပုံလေးနည်းနည်းလေးထည့်ထားပြီးဖုံးလေးကိုပိတ်လိုက်တယ်ဒါလေးလေးကိုညီပါပြီးရပေါ့နော်โอเคဒီကြောင်ညာဘက်ကခလို့နေလိုက်သွားဒီပဲ calibration ညှိထားပြီးပါပြီပေါ့နော်โอเคပြီးရင်ကျွန်တော်တို့က Android ဖုန်းမှာဒီကောင်လေးကိုပေးရမယ် Android tablet မှာပေးမယ်ပေါ့နော်ဒါ Rival ဆိုတော့မဟုတ်တော့ဘူး Bluetooth လေးကိုဖွင့်မယ်ဒါ label printer လေးထပ်ပေးရသေးတယ်ပေါ့နော်ပြီးတော့ဒီမှာ Chitan CD220 ပြီပေါ့ဒါလေးကိုနှိပ်မယ်တဲ့ password တွေကလည်းခုနက receipt printer နဲ့တူတယ်3ည4လုံးနဲ့ okay ပြီးရင်ကျွန်တော် open label ဆိုတဲ့ software လေးကိုဖွင့်မယ်ပေါ့နော် okay open label ဆို software လေးကိုဖွင့်ပြီးရင်ညာဘက်အပေါ်ထောက်မှာရှိတဲ့ printer လေးကိုနှိပ်မယ် confirm ကိုနှိပ်မယ်ပြီးတော့ location ပေါ့နော် location စပြီးဖွင့်ပြီးသွားပြီ printer 001နာတော့ဒီအောက်လေးနေလိုက် CD220B ပေါ့နော်ပျောက်နေတာနေသွားဒီ printer နဲ့ CD220B ပေါ့နော်အဲ့လိုနေမယ် connected နေပြီ CD220B နေမယ် status တွေမလုပ်သေးဘူးပေါ့နော်ပြီးတော့ CD220B မှာရှိတဲ့ information တွေဝင်မယ်ပြီးတော့ဒီ printer လေးက model test ကိုဝင်မယ်ဒီမှာ TSP ရပေါ့နော် test ကိုနေလိုက်မယ် open label ဆိုတဲ့ application ဟိုဘာလေးထွက်ပါပေါ့ဘယ်နှကြွရတာရေးတရပဲထွက်လာတယ်ဆိုတော့ yes okay ဒီဘက်တော့ရော40 30ပေါ့နော်40 30ပေါ့ဒိုင်မိုးရွှေပိုတင်းပါလို့ဒီ live ပိုတင်းပါပေါ့ကျွန်တော်ကြိုရိုက်ထားတာပေါ့နော်ကြိတ်တာလေးတွေရေးပြီးတော့ထည့်လို့ရတယ်40 30ဆိုစပြလို့ပြပေးမယ် create ထဲမှာအလျာဒီစက်ကူကအလျာ40အနည်း30ပေါ့နော်ဒီကိုရိုက်လိုက်ပြီးဘာကိုဒီပါညာထည့်လိုက်ရပြီပေါ့နော်ပြီးရင်ဒီမျိုးတက်သွားလိမ့်မယ်ပေါ့နော်ဒီ live ပိုတင်းပေါင်းတော့တက်သွားမယ်အကျဉ်းချုပ်ကျွန်တော်ဒါဆန်းပြလို့အစားဆုံးမဆွဲပြတော့ဘူး print ကိုနှိပ်မယ်ဒီမှာ CD သူတို့က TSC ရပြန်နေ paper set မတိချာတဲ့အချိန်မှာတစ်ခုပဲထုတ်မယ်ပေါ့ဒီမှာ gap ဖြစ်နေရမယ်ပြီးတော့ advanced setting ဝင်မယ်ဒါကကြောင့်နေထားလေးပေါ့နော်သုံးနဲ့ပဲထားဒီမှာ print ကိုတစ်ဆောင်ပဲထုတ်ကြည့်လိုက်မယ်ဒီ live boot ထဲပေါင်းလို့ဆိုပြီးတော့တစ်ခုထွက်သွားရပါတော့တစ်ခုမှန်သွားပြီဆိုရင်ကျွန်တော်တို့က3000ထုတ်